US ကအဲ့ဒီမှာရုတ်တရက်အိမ်လုံးမီးပြတ်သွားတာမဟုတ်ဘဲနဲ့စိတ်ပိုင်းတစ်ခုဒေတာတနေရာမီးမလာတော့တာမီးပြတ်သွားတာကိုလူတိုင်းကြုံမှာဖြစ်ပါတယ်အဲ့ဒါကတော့အများအပြား breaker trip ဖြစ်တာဖြစ်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ US ကအဲ့ဒီမှာရှိတဲ့ဒီ electrical နဲ့ပတ်သက်ပြီးတော့ breaker trip ဖြစ်ရခြင်းအကြောင်းနဲ့ဘယ်လိုပြန်ပြီးတော့ reset လုပ်မလဲဆိုတာကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ် circuit breaker ထွက်ရခြင်းအကြောင်းရင်း၄မျိုးရှိပါတယ်ပထမအချက်ကတော့circuit breaker overload ဖြစ်တာပေါ့နော်တမရတဲ့ပို့ပြီးတော့တုံးဆွဲလိုက်တဲ့ခါမှာဒီ overload ဖြစ်ပြီးတော့ circuit breaker တွေ trip ဖြစ်ရခြင်းဖြစ်ပါတယ်ဒီအချက်အနေနဲ့ circuit breaker ထွက်ရခြင်းအကြောင်းရင်းကတော့ short circuit ကြောင့်ပေါ့နော်ဒီအနေနဲ့အများပြဖြစ်တာကတော့ ground fault ပေါ့နော်မြေခတ်ခြင်းလို့ခေါ်ပါတယ်စတုထအနေနဲ့ကတော့ကျွန်တော်တို့ကြတော့ဒီမှာ earth fault လို့ခေါ်တာပေါ့နော်မီးဘွားထွက်ခြင်းဒီမီးဘွားထွက်ခြင်းကနေပြီးတော့အများအဖြစ် US ကအဲ့ဒီမှာမီးလောင်တာဖြစ်တတ်ပါတယ်အဲ့ရတဲ့စိတ်တစ်ပိုင်းမှာမီးပြတ်တာကြုံတွေ့ရလို့ရှိရင်ပထမဆုံးအနေနဲ့ panel box ကိုသွားပြီးတော့ဒီ breaker တွေကိုစစ်ကြည့်ပါဒါ breaker ရဲ့လက်တံလေးကအလက်တက်တက်မှာရောက်နေတယ်ဒါမှမဟုတ်လည်းအနီရောင်လေးကိုတွေ့မှဆိုရင်ဒါ breaker trip ဖြစ်တယ်ဆိုတာကိုသိရပြပါတယ် breaker trip ဖြစ်လို့ရှိရင်ဘယ်လိုပြန်တော့ reset လုပ်မလဲဆိုတော့အဆုံးထိကိုပိတ်လိုက်ပါဒီအနီရောင်လေးပျောက်သွားမယ်ပြီးလို့ရှိရင်ပြန်ပြီးတော့ပေးလုပ်လေးပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့အိမ်မှာမီးပြန်လာမှာဖြစ်ပါတယ်ကိုယ့်အိမ်မှာမီး light သေးပြီးတော့ကိုက breaker ထွက်တယ်လို့ထင်ရမယ်ဆိုရင်ကိုကအရင်ဦးဆုံးကိုယ့်အိမ်မှာရှိတဲ့ main breaker ကိုသွားပါ trip ဖြစ်နေတဲ့ breaker ကိုအရင်ဆုံးပိတ်လိုက်ပါဒီပြန်မဖွင့်ခင် breaker ကိုအရင်ဆုံးဒီလက်နဲ့အရင်ထောက်တာမှာပြီးလို့ရှိရင်ပြန်ဖွင့်တဲ့အခါဆိုရင်ဒီ trip နေတဲ့ breaker ကိုမျက်နှာမမူဘဲနဲ့ကျွန်တော်တို့ဒီ panel ရဲ့အပြင်ဘက်ကိုကြည့်ပြီးတော့ပြန်ပြီးတော့ဖွင့်ပေးပါကျွန်တော်ဘာလို့ breaker ပြန်ဖွင့်တဲ့အခါမှာ panel box ကိုမျက်နှာမမူဝင်နဲ့မျက်နှာအပြင်မှာထားပြီးတော့ဖွင့်ရလဲဆိုတော့တခုခုဖြစ်ခဲ့လို့ရှိရင်ကိုယ့်ရဲ့တမျက်နှာလုံးကိုမီးဟာတာမျိုးတွေကာကွယ်ဖို့အတွက်ပေါ့နော်အန်ဒီရဲ့ကင်းဆုံးနီးလန်းနေနဲ့ပြန်ပြီးတော့ breaker ကိုဖွင့်တဲ့ပုံစံမျိုးဖြစ်ပါတယ် breaker trip ဖြစ်တဲ့အခါအခြေခံအကြောင်းအရာမသိဘဲနဲ့ချက်ချင်းပြန်ပြီးတော့မဖွင့်ဖို့ဒီ breaker ကိုပြန်ပြီးတော့ on လုပ်လိုက်တဲ့အခါမှာလဲဆက်ပြီးတော့ trip နေမယ်ဆိုရင် electrician တွေကိုခေါ်ပြီးတော့အကြံဉာဏ်တောင်းယူပါပေါ့နော်ကျွန်တော်လည်းခေါ်ပြီးတော့အကြံဉာဏ်တောင်းရပါတယ်ကိုယ့်မှာရှိတဲ့ circuit breaker trip ဖြစ်တာနဲ့ဖြစ်ဖြစ် circuit breaker နဲ့ပတ်သက်ပြီးတော့အမေကွန်ရှိရင်လည်းကျွန်တော်ကို message နေပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်